ဟုတ်ကဲ့အခုထိုင်းတီမရှိတ်ပြုလုပ်ပြပါဦးမယ်ရှင်ထိုင်းတီမရှိတ်ကတော့ကျမတို့ထိုင်းတီအမော်10 g မှာ10 g ကိုကျမတို့ကစပိတ်လေးတွေကိုလောင်းထည့်တယ်ပြီးတဲ့အခါမှာရေနွေးပူပေါ့ရေနွေးပူ50 ml လောက်ပေါ့ထည့်လိုက်ပါတယ်နောက်ထပ်50 ml လောက်ထပ်ထည့်ပါတယ်ပြီးတဲ့အခါမှာသူ့ကိုရေလေးတွေကုန်သွားအောင်လို့ပေါ့နော်ရေလေးတွေကုန်သွားအောင်လို့သူညှစ်ပါတယ်ညှစ်ကလေးနဲ့ပေါ့ညှစ်ကလေးနဲ့ညှစ်ပါတယ်ရေလေးကိုဆွတ်လိုက်ရေလေးကုန်သွားအောင်ညှစ်လိုက်နဲ့လုပ်ပါတယ်ဟုတ်ကဲ့အဲ့လိုလုပ်ရင်းနဲ့တီးရပါပြီတီးရေရပါပြီတီးရေကိုကျမတို့ကချိန်ကြည့်ပါမယ်တီးရေ100 ml ပါခုနကတော့ကျမတို့နွားနို့ကြိုထားတာလေးရှိပါတယ်နော်နွားနို့ကြိုထားတာလေးရှိပါတယ်နွားကြိုထားတာဒါ900 ml ပါနုကြိုထားတာ900 ml ပါ900 ml ခွက်ပါထည့်လိုက်ပါမယ်နော်ပြီးတဲ့အခါမှာခုနထိုင်းတီရေဖြော်ထားတဲ့100 ml ကိုထည့်ပါတယ်ပြီးတဲ့အခါမှာသူ့ကိုမှီပြီးဟုတ်ကဲ့တီးအမှုန့်2 ရေလေးထည့်ပြီးတဲ့အခါမှာတီးအမှုန့်2 ရေလေးထည့်ပြီးတဲ့အခါမှာထိုင်းတီမရှိတ်လေးရပါပြီဒီထိုင်းတီမရှိတ်လေးကိုကျမတို့ရတာမြည်တဲ့အခါမှာလေရတာလေးကတော်လေးကိုအဆင်ပြေနေတာတွေ့ရပါတယ်အခုဆိုဘူးတွတ်ပါမယ်ဘူးတွတ်တဲ့အခါမှာကျမတို့ကဘူးထဲမှာဂျယ်လီတွေအစင်တင်ထည့်ထားပါတယ်ဂျယ်လီရောင်စုံအစင်တင်ထည့်ထားပါတယ်ပြီးတဲ့အခါမှာဒီဘူးကတော့300 ml ဆန်နေဘူးပါပြီးလို့ရှိရင်ထိုင်းတီမရှိတ်ကိုထည့်ပါမယ်နော်ဒီနေရာမှာမိမိတို့ကအရသာမှာအချိုရသာပိုကြိုက်လို့ရှိရင်ကျမတို့A2တကြားရေကိုလည်းထည့်လို့ရပါတယ်နော်ကျမတို့ကတော့ဒီရသာတော်လေးအဆင်ပြေနေလို့ဒီတိုင်းလေးပဲထည့်လိုက်ပါပြီခုဆိုလို့ရှိရင်ထိုင်းတီမရှိတ်လေးရပါပြီနော်ထိုင်းတီမရှိတ်လေးရသာရှိတယ်ထိုင်းတီမရှိတ်ရပါပြီရှင်ထိုင်းတီမရှိတ်ကလေးတွေကိုလည်းထုတ်လို့ရောင်းချနိုင်ပါတယ်နော်ပြီးခဲ့တဲ့ခေါက်ကပြခဲ့တယ်ကျမတို့ပိန်းဦးမရှိတ်နဲ့ထိုင်းတီမရှိတ်နဲ့မရှိတ်ကလေးတွေကိုလည်းပြုလို့ရောင်းချနိုင်ကြပါစေ